ကောင်းရာကောင်းကြောင်းလှုပ်ရှားကမိဘကိုလှုပ်ကြွေးနေပေမဲ့စင်ပေါ်မှာတင်ရေဘူးနဲ့အပေါက်ခံလိုက်ရတဲ့ဟိန်းသူအောင်တသက်ဆဆိုတော့လေဟိန်းသူအောင်ကနေပွဲတွေမှာလှည့်လည်ဖြောပြကနာမည်ရလာတဲ့အဆိုတော်တယောက်ဖြစ်တယ်လို့ခါဗာသချင်းတွေဆိုရင်လည်းလူသိများလာသူလေးဖြစ်ပါတယ်အဆိုတော်ကြီးတွေလောက်တော့နေရာတစ်ခုမရောက်သေးပေမဲ့နေတဝိုက်ကပရိသတ်တွေကိုအခိုင်အမာရရှိထားတဲ့သူပေါင်းမိဘကိုလှုပ်ကြွေးပြုစုနေတဲ့သားလိုက်မာလေးလေးဖြစ်တာကြောင့်အချိန်တိုအတော်အတွင်းမှာပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားခဲ့ပါတယ်ဒါပေမဲ့တချို့ပရိသတ်တွေကတော့ဟိန်းသူအောင်ရဲ့တချင်းတွေနဲ့ဂီတဖလိုးတွေကိုသဘောမကျတာကြောင့်တောကြိုက်အဆိုတော်ဆိုပြီးအမပေးချင်ကြဘူးရှင်ဝေဖန်မှုတွေနဲ့ကြုံခဲ့ရပြီးပြင်းထန်တဲ့ကန့်ကွက်မှုတွေလည်းရှိခဲ့ရပါပြီးခဲ့တဲ့ရက်ကလည်းရွာပွဲတစ်ပွဲမှာဖျော်ဖြေရင်းနဲ့တောကြိုက်အဆိုတော်ဆိုပြီးစင်ပေါ်မှာတင်ဝေဖန်ခံခဲ့ရပါတယ်ဒါရင်မကသေးပဲရေတံဘူးနဲ့ပါပြစ်ပေါက်ခံခဲ့ရတာရှင်စင်ရောက်ကနေရေတံဘူးနဲ့ပြစ်ပေါက်တာကအရှိန်များတော့တာကြောင့်မျက်လုံးတက်တဲ့ထိမှန်သွားခဲ့ရပါတယ်ကံကောင်းကျင်တော့မျက်မှန်ခံနေတာကြောင့်မျက်လုံးကိုတော့ထိခိုက်မှုမရှိခဲ့ပေမဲ့မျက်ကွင်းတစ်ဝိုက်မှာတော့အညိုမဲဆွဲပြီးဖူးယောင်သွားတဲ့အထိကိုဖြစ်ခဲ့တာပါ။ဒါကြောင့်ဟိန်းသူအောင်လည်းအတော်ကိုစိတ်မကောင်းဖြစ်သွားခဲ့ရသလိုဟိန်းသူအောင်ရဲ့မိဘတွေကလည်းသားအတွက်စိတ်ပူပန်သွားခဲ့ရပါတယ်။မိဘကိုရိုးရိုးသားသားရှာဖွေလှုပ်ကြွေးနေတဲ့သားလိမ္မာလေးကိုမှဒီလိုအဖြစ်မျိုးကြုံတွေ့ရတာကြောင့်စိတ်မကောင်းဖြစ်မဆုံးဖြစ်နေခဲ့ရတာပါ။အဆိုတော်တိုင်းလိုဒီလိုကြုံတွေ့ပူကြပေမဲ့ဟိန်းသူအောင်ဖြစ်မှာတော့အတော်ကိုထိခိုက်သွားခဲ့ရပါတယ်။ပရိသတ်တချို့ကတော့ဒီလုံးရက်ကမှားနေဆိုပြီးဟိန်းသူအောင်ဘက်ကရက်တီပေးချက်ပေမဲ့တချို့ကလည်းဟိန်းသူအောင်ကိုမပေးချင်တာကြောင့်ဘုလိုခံလာရတဲ့အပေါ်နှစ်သိမ့်ပေးတာမျိုးလည်းမရှိကြပါဘူးပရိသတ်တို့အနေနဲ့ရောစင်ပေါ်မှာဖျော်ပြရင်ရေဘူးနဲ့ပောက်ခံခဲ့ရတဲ့ဟိန်းသူအောင်အတွက်အပိနှစ်သိမ့်စကားလေးတွေပြောပြခဲ့ပါအောင်ရှင်